အားလုံးပဲမင်္ဂလာပါဗျအခုကျွန်တော်တင်ဆက်ပေးမယ့်ပွဲစဉ်ကတော့အင်တာမီလန်ရဲ့လီဗာပူးရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်တစ်ပွဲပေါ့ဗျာဆိုတော့ဒီကိုရီဘက်ကနေပြီးတော့မှဒီထက်ပွဲစဉ်တွေအများကြီးလို့ရှင်နေကျွန်တော်ဒီအပုံမှန်ဆိုတော့ကျွန်တော် free ပွဲစဉ်ကျွန်တော်9ပွဲလောက်တင်ဆက်ပေးနေတဲ့ Telegram channel ကို join ကျင်နေဆိုရင်တော့အကောက်ကိုတော့ follow လုပ်ခဲ့ပြီးသွားပြီဆိုတော့လက်ရှိ TikTok ကောက်ထဲဝင်လိုက်ခင်ဗျအလေ bio လေးမှာကျွန်တော်ဘက်ကနေဘယ်လိုလုပ်အောင်လဲဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးထားပါတယ်ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့အင်တာမီလန်လီဗာပူးပွဲစဉ်ဗီဒီယိုရှေ့ကမကြိုက်တဲ့ညီကိုရဲ့အတွက်ကတော့ကျွန်တော်ဂိုးများလေးကိုသဘောကျပါတယ်။ဘာကြောင့်ဂိုးများသဘောကျလဲဆိုတော့အင်တာမီလန်ကိုအရင်ပြောမယ်ဗျ။အင်တာမီလန်အသင်းအနေနဲ့လက်ရှိမှာသူတို့အနေနဲ့အီတလီစီးရီး A ကအတော်လေးမှတော်လေးကျွန်တော်တို့ဒီပွဲစဉ်တွေကမြိုင်နေတာကိုကျွန်တော်တို့တွေ့ရတယ်။ဘာလို့လဲဆိုတော့လက်ရှိအီတလီစီးရီး A မှာဘယ်သူချန်ပီယံဖြစ်မလဲဆိုတော့ကျွန်တော်ခံမရအတော်ခန့်နေတယ်။ဘာလို့လဲဆိုတော့အသင်းတိုင်းတော်တော်လေးမှတော်တော်လေးခြေစမ်းထွက်လာတယ်ဒီနှစ်မှာပေါ့ဗျာ။ဆိုတော့အင်တာမီလန်နေနဲ့လေလက်ရှိချန်ပီယံလိကိုအားဆိုင်လိုက်မယ်ဆိုရင်လက်ရှိသူတို့ရဲ့ဒီအီတလီစီးရီးမှာအနည်းငယ်လေးတိုင်ပတ်သွားနိုင်တယ်အဓိကအဖြစ်ကျွန်တော်ပြောချင်တာကစားသမားတွေရဲ့တင်ရမှုပဲဗျမင်းကကွာဒီလက်ရှိဘောလုံးကန်တဲ့သူတွေပတ်စံတွေအများကြီးယူထားသူတွေဒီလောက်တော့မင်းမကန်နိုင်စရာလားဆိုပြီးတော်တော်များများထင်ကောင်းထင်နိုင်နေမယ်ဒါပေမဲ့ကျွန်တော်ပြောတာအဲ့ဒါမဟုတ်ဗျဒဏ်ရာပြဿနာဗျဒဏ်ရာပြဿနာကအတော်ဆိုးပါတယ်ကျွန်တော်ဘယ်သူမှမကြည့်နဲ့အာဆင်နယ်ပဲသွားကြည့်ဒီနေ့အာဆင်နယ်ကထောက်လျှောက်ဖောင်ကောင်းလာတယ်စောင်းရသည်ဝင်ကန်ဒီစောင်းရသည်ဝင်ပြီဆိုတာနဲ့ကစားသမားစနာတာပဲဒါတော့အာဆင်နယ်အသင်းကလည်းတည်နေဗျာလက်ရှိမှာလည်းအတော်လေးအနောက်တန်းပြဿနာကြောင့်မရှုံးတဲ့ပွဲစဉ်တွေရှုံးသွားခဲ့ရတယ်စသဖြင့်ပေါ့အဲ့လိုပုံစံမျိုးတွေကျွန်တော်ရှိလာနိုင်တယ်လက်ရှိမှာအင်တာမီလန်နေနဲ့လီဗာပူးနဲ့ပွဲစဉ်မှာလက်ရှိအင်တာမီလန်ကချန်ပီယံလိမှာအတော်လေးချိန်နေဆိုးနေတဲ့အသင်းတစ်သင်းလည်းမဟုတ်ဘူးသူ့ level တစ်ခုရှိပြီးသားနောက်စီးရီးအမှာလည်းသူ့ level တစ်ခုတည်းရှိထားပြီးသားအဲ့ဒါကိုဘယ်လိုက်ဖြစ်ဖို့အတွက်ပဲလိုအပ်တယ်ဗျာဆိုတော့ဒီနေ့ပွဲစဉ်မှာကစားသမားတွေရဲ့ကျွန်တော်တို့ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာနီးပြရဲ့ပြောမဲ့ပုံစံကစားသမားတွေကိုကျွန်တော်တို့ဒီပြောချမဲ့ပုံစံတွေကဘယ်လိုပုံစံရှိမလဲစသဖြင့်ကျွန်တော်တွေးလိုက်တဲ့အခါမှာဘယ်လိုပဲဖြစ်ဖြစ်အိမ်ဝင်းဖြစ်တာဖြစ်တဲ့အတွက်တို့အနေနဲ့ဘောလုံးကိုထိမ့်ပြီးကစားမယ်လီဗာပူးကိုလည်းပေးပြီးတော့ကင်ခိုင်းမှလည်းမဟုတ်ဘူးဗျာစသဖြင့်အဲ့လိုပုံစံနဲ့အိမ်ဝင်းမှာဘာဖြစ်ဖြစ်အနိုင်ရတဲ့တစ်ခုရအောင်တော့တို့အနေနဲ့ကန်သွားလိမ့်မယ်အရင်အသေးတန်တော့လိုက်ကန်လဲမယ်လို့ကျွန်တော်ကတော့မထင်ဘူးဒါအင်တာမီလန်ဘက်ကကျွန်တော်တွေးတဲ့အတွေးလီဗာပူးဘက်ကိုပြန်တွေးမယ်လီဗာပူးကိုတွေ့တဲ့အခါလီဗာပူးအနေနဲ့လက်ရှိပရီးမီးယားလိမှာကဘလူးနီးနဲ့မှသူ့အနေနဲ့ချန်ပီယံဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးဗျဆိုတော့လီဗာပူးဟုတ်ပြီလီဗာပူးတင်းပရီးမီးယားလိမှာချိန်နေမကောင်းတော့ချန်ပီယံလိလိုမျိုးကျွန်တော်ဒီဘယ်လိုပါဖလားပွဲစဉ်တပွဲပေါ့ဗျာချန်ပီယံလိလိုမျိုးလိတစ်ခုမှာသူ့အနေနဲ့လုတ်ပြပိုင်ခွင့်အများကြီးရှိသေးတယ်ဟုတ်ပြီပရီးမီးယားလိမရဘူးချန်ပီယံလိမှာသူ့အနေနဲ့ပြန်ပြီးတော့မှဖောင်နေကောင်းလာနိုင်တယ်လက်ရှိလီဗာပူးကလည်းကျွန်တော်ပြောရမယ်ဆိုရင်အနေငယ်လေးပေါ့ပွဲစဉ်ပြောမယ်ဆိုရင်လီဗာပူးကချန်ပီယံလိမှာကချင်းငိမ့်နေလို့ပဲပြောအောင်လားမထင်မဲ့တဲ့ပွဲတွေဆိုရင်ထပြီးတော့မှသူတို့အနေနဲ့အရေးနှိမ့်နေရတဲ့အခြေအနေဆိုတော့လက်ရှိအင်တာမီလန်နဲ့ပွဲစဉ်ကတော့သူတို့အနေနဲ့ဘယ်လိုပဲဖြစ်ကစားသမားတွေရဲ့အင်အားအပြည့်အဝကိုကျွန်တော်တို့မြင်ရလိမ့်မယ်လို့ထင်တယ်။ဘာကြောင့်ဒီလိုထင်ရလဲဆိုသူတို့မှာအဓိကအာရုံစိုက်ရမယ့်လိကချန်ပီယံလိပဲရှိတော့တယ်ဗျ။ပရီးမီးယားလိကသူတို့အနေနဲ့အခြေအနေကောင်းတဲ့ထဲမှာမပါဘူး။ဆိုတော့ကျွန်တော်အနေနဲ့ကဒီနေ့ပွဲစဉ်မှာလီဗာပူးရဲ့ကျွန်တော်ရုံးအားအပြည့်ကိုကျွန်တော်အနေနဲ့တွေးရမယ်လို့ထင်တယ်။ပြီးတဲ့ခါကျတော့လေအင်တာမီလန်ဘက်ကလေသူတို့ရဲ့အင်ကွင်းမှာလီဗာပူးကိုတော့ဒီပြောမယ်ဆိုရင်အရင်ကြီးကစားသမားတွေရဲ့လောက်အောင်မတွေ့ရအောင်ဆိုပြီးမဲ့လည်းပဲအရင်မနေအောင်လို့ကန်သွားလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာကဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အနည်းဆုံး3ဂိုးလောက်ကတော့အသာလေးတွေ့ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီနေ့ပွဲစဉ်ကိုဂိုးများဘာကြောင့်ရွေးချယ်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့အဖြစ်တစ်ခုလို့ကျွန်တော်တို့ထင်မိတယ်ဗျညီကိုတွေမျိုးဘယ်လိုရှိလဲ comment မှာတစ်ချက်လေးရေးခဲ့ပေးကြပါဦးဗျကျေးဇူးများတင်ပါတယ်